ဂျာမန်မြန်မာအသေးအတန်ကန်ပြီးတရေကြခဲ့တဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါဂန်နာဗက်စ်ကနေကြိုဆိုလိုက်ပါတယ်အာဆင်နယ်အသင်းဟာအသင်းရဲ့အတောင်တင်းဆုံးဂျူစင်းနဲ့ပွဲထွက်လာခဲ့ပေမဲ့လူအချက်တွေရှိနေပါတယ်လီဗာပူးဇန်အသင်းကတော့ပွဲမစခင်ကပင်လေးအရန်တိုက်ခဲ့ပါတယ်အသင်းရဲ့မီခလုတ်တွေတိတ်နဲ့ပတ်တာတွေကော်နာမပေးဘူးဆိုတာတွေနဲ့လေးပတ်တိုက်နေခဲ့ပါတယ်ဒါပေမဲ့လည်းတိုက်ခဲ့တဲ့အတိုင်းအာဆင်နယ်အထက်ဒေါန်ကန်ဘောကိုပထမပိုင်းမှာပေးကိုမပေးခဲ့ရတဲ့အပြင်ဒေါန်ကန်ဘောကနေဂိုးသွင်းနေအာဆင်နယ်အသင်းရဲ့ set piece နီးပြနဲ့ပါလီဗာပူးတန်နီးပြကလက်ဆွဲနှုတ်ဆက်ခဲ့ပါသေးတယ်အာဆင်နယ်အထက်အကောင်းဆုံးအခွင့်အရေးကပထမပိုင်းမှာအပိုင်ကန်ခွင့်ရခဲ့ပြီးဂိုးပါတန်းနဲ့ထိခဲ့တဲ့မာတင်နယ်လီရဲ့ကန်ချက်တွေရှိခဲ့ပါတယ်အသင်းအထက်ရေးရမရှိခဲ့တဲ့တိုက်စစ်အဖြစ် low block mid block ကစားခဲ့တဲ့လီဗာပူးဇန်ကြောင့်အာဆင်နယ်ကစားသမားတွေတိုက်စစ်စဖို့ခက်ခဲခဲ့ပါတယ်အာဆင်နယ်အသင်းရဲ့တိုက်စစ်မှာ Victor Rokerit တယောက်ပဲထီကြီးရှိနေတာကြောင့်လီဗာပူးဇန်အထက်ဂိုင်းတွေရလွဲသလိုအာဆင်နယ်အသင်းရဲ့ attacking midfield ဘက်မှာလည်းလူမရှိတဲ့အပြင် SZ ကလည်းခြေစွမ်းမပြနိုင်တာကြောင့်တိုက်စစ်ကတေးသလိုထင်နေခဲ့ပါတယ်တိုက်စစ်မှု Victor Rokerit ဟာဒီနေ့ပွဲမှာပုံမှန်ခြေစွမ်းအုပ်ရောက်နေတယ်ထင်ပါတယ်ဘောလုံးကိုထိန်းပြီးတာမန်ဘောလုံးပေးပို့မှုတွေမှာတော့အသင်းရဲ့ကစားသမားတွေစီရောက်အောင်ကိုမပေးနိုင်ခဲ့ဘူးဖြစ်ပါတယ်ချိတ်ဆက်မှုတွေမှာအပြတ်များခဲ့ပြီးတိုက်စစ်အရှိန်ဟာခဏရပ်သိမ့်ခဲ့ပါတယ်အသင်းရဲ့တောင်ပန်တွေကလည်းတိတာထအလုံးမဖြစ်ခဲ့သလိုအသင်းရဲ့ခေါင်းဆောင်အဖြစ်ပွဲထွက်ခဲ့တဲ့ဘူကာယိုဆာကာကလည်းပုံမှန်ခြေစွမ်းကိုမကစားနိုင်ခဲ့တဲ့အပြင်အမားတွေပြုတ်လုပ်ပြီးတဦးချင်းဖြတ်ကျော်မှုတွေကိုမလုပ်နိုင်ခဲ့ဘူးဖြစ်ပါတယ်။ဒါကြောင့်ဆာကာကိုဆိုးစီးလူစားလေးခဲ့ရတဲ့အပြင်စိတ်ဓာတ်ပိုင်းမှာပါကြားသွားတယ်လို့ထင်မြင်မိပါတယ်။အာဆင်နယ်အသင်းဟာစူးစမ်းပြီးလီဗာပူးဇန်အသင်းရဲ့တိုက်စစ်ကိုပိတ်ဖို့စူးစမ်းခဲ့ပေမဲ့လီဗာပူးဇန်ရဲ့တစ်ချက်ထိအမြန်ပေးကစားကွက်ကိုကောင်းလေးကစားနိုင်ခဲ့တဲ့အပြင်ကစားသမားတွေဟာနေရာလွတ်တွေကိုပြေးထွက်ပြီးကစားသမားအချင်းချင်းနားလည်မှုရှိနဲ့ကစားနိုင်ခဲ့တာကြောင့်အာဆင်နယ်ကနောက်ထပ်တွင်းကိုမပြေးနိုင်ခဲ့တာကိုပဲတော်လေးကျေးဇူးတင်စရာကောင်းနေပါတယ်။အသင်းရဲ့အမာခံတွေဖြစ်တဲ့ဆာလီဘာနဲ့ဂါဘရီယယ်တို့ဟာခံစစ်မှာမရှိနေတဲ့အပြင်ခန္ဓာကိုယ်တွေနဲ့ပါကာပြီးဂိုးမပေးရအောင်လုပ်ခဲ့ပါတယ်။နီးပြအာဒီတာရဲ့လူစားလဲမှုမှာတော့ဆာကာအစားမန်ဒူရေကစောစီးဝင်လာတာကိုကြိုက်ပေမဲ့ခံစစ်မှာတော့တိုက်စစ်မှာတော့အလုံးမဖြစ်တဲ့ SZ ကိုမိနစ် XL ကျော်ထိကစားခိုင်းခဲ့တာဟာဘဝင်မကျဖြစ်စီပါတယ်။တကယ်လို့သူ့နေရာမှာကိုင်ဟာဗက်စ်ကိုထည့်ကစားတင်ပြီးတိုက်စစ်အလုံးမဖြစ်တဲ့ Victor Rokerit ကိုအမြင့်ဘောကစားဖို့အတွက်ခြံထားတင်ပါသေးတယ်။နောက်ပြီးတောင်ပန်မှာအလုံးမဖြစ်တဲ့မာတင်နယ်လီအစားဂျီဇူးကိုထည့်တင်ပြီးလီဗာပူးဇန်နောက်တန်းနေတိုက်စစ်ဘယ်ကစားသမားကတ်လို့ကတ်ရမလဲမသိအောင်ကိုလှုပ်တင်တယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်။လူစားဝင်ကစားခဲ့တဲ့မန်ဒူရီကဝင်လာမှသာအာဆင်နယ်အသင်းရဲ့တောင်ပန်တွေဟာအလုံးဖြစ်ခဲ့ပြီးအသင်းအတွက်အရေးပါတဲ့ပယ်နယ်တီရအောင်လုပ်ပေးနိုင်ခဲ့တယ်လို့ကိုင်ဟာဗက်စ်ကလည်းအမှားယွင်းမရှိကန်တွဲနိုင်ခဲ့တာကြောင့်တကိုးစီတရေကျခဲ့ပြီးနောက်လာမယ့်အိမ်ကွင်းမှာသာဖိကစားမယ်ဆိုရင်နောက်တစ်ဆင့်ကိုတက်ဖို့အတွက်အခြေအနေကောင်းမယ်လို့ထင်မြင်မိပါတယ်။ဒီပွဲစဉ်အပေါ်ညီကိုတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်။ကျွန်တော်ရဲ့ channel လေးကိုလည်း follow and subscribe လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်တဦးရောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။